ဆိုင်တော့မှန်းသိတဲ့ချစ်ရဲ့ချစ်ထားတဲ့နောင်လူကလေးတွေကိုဘလို့ဖြတ်ရမလဲဘလို့လုပ်ပြီးပြတ်နိုင်မလဲကျန်နာလို့ကိုရဲ့အဖြစ်တွေချစ်ခဲ့တဲ့အချစ်တန်ရောစဉ်တွေလွယ်ကလေးနဲ့ပြတ်နိုင်မလား